ရှုံးစရာအကောင်းဆုံးနဲ့နော်မုန်းစရာအကောင်းဆုံးလုပ်ရက်တို့ဒီအိမ်တော်ရေးဖောက်ပြန်ခြင်းတမီးစားဖောက်ပြန်ခြင်းဒီလိုဖောက်ပြန်တဲ့သူတွေကိုထိထိကြိုက်ကြိုက်လုပ်ချင်တယ်ဆိုတဲ့9ရက်သားသမီးပေါင်းကဒီ like လေးကိုစုံကန်းနိုင်အောင်ကြည်ပါဒီ like လေးကိုကြည့်ရှုနေတဲ့အချိန်မှာအသေးလေးကိုနှိပ်ပေးပါမ share ရသေးရင်များများလေး share ပေးတာပါဘာကြောင့် share ခိုင်းရဲဆိုလို့ရှိရင်ကိုလိုသူလိုဖောက်ပြန်တာကိုခံရတဲ့ဘဝတူလူတန်းစားတွေအားလုံးတွေ့ရအောင်လို့ဆီယဘက်ကအဓိကရည်ရွယ်ပြီးတော့ like လွှင့်ပေးလိုက်တာဖြစ်တယ်ဖောက်ပြန်တဲ့သူကိုဘယ်လိုသစ္စာရည်မျိုးပဲတိုက်နော်အချိန်တန်သေးပေါက်ပြင်အဲ့ထဲမှာပါသွားမှာပဲဒီလိုလူတွေအတွက်တစ္ဆာမရှိတဲ့သူတွေဖောက်ပြန်တဲ့သူတွေကိုထိထိခိုက်ခိုက်လှုပ်ချင်တယ်ဆိုတော့9ရက်သားသမီးများကိုလုံမလုံနည်းလေးကိုဆရာဘက်ကတင်ဆက်ပေးလိုက်တယ်ဥပမာအမျိုးသမီးဖောက်ပြန်ရင်အမျိုးသမီးကိုအခုလိုလုပ်ပါအမျိုးသားဖောက်ပြန်ရင်အမျိုးသားကိုလုပ်ပါဒီထက်ပိုပြီးထိရောက်ချင်တယ်ဆရာကြီးဒီနီးကတိတ်မထူကြဘူးဆိုတဲ့သူတွေကိုဆရာဘက်ကအိမ်တော်ရေးဖောက်ပြန်တာကိုယွန်ရှာမုန်းတီးတဲ့အတွက်ဆရာဘက်က2ရက်အတွင်းအာမခံနဲ့နော်ပြက်ပြက်တတဖြစ်အောင်ဆရာဘက်ကလှုပ်ဆောင်ပေးပါတယ်။ရတရာနဲ့အစီမံများကိုအထူးစီရင်ပြုလုပ်ပေးတဲ့ဆရာရာကြောင့်ပဲဖြစ်ပါတယ်။2ရက်အတွင်းပြန်ခေါ်ခြင်းနဲ့2ရက်အတွင်းအဆင်ပြေခြင်းနဲ့ဆိုတဲ့သူများဆရာကိုဆက်သွယ်လိုက်ပါအားလုံးပဲအသေးလေးနှိပ်ထားပါမရှယ်ရသေးရင် share